ညီတယောက်ကောမန့်မှာရေးထားတဲ့တတော့သုံးတဲ့အခါမှာရန်လေးလံပြီးတော့သုံးလို့မရဘူးတဲ့အဲ့ဒါကိုတက်ရှင်ဘယ်လိုမျိုးလုပ်ရမှာလဲဗီဒီယိုဖိုင်လေးလုပ်ပေးပါဆိုလို့တင်ပေးလိုက်ပါတယ်ခင်ဗျမိတ်ဆွေတို့တတော့ကောက်လေးသုံးပေးလိုက်ပါပြင်မီနူဗာတန်မြေချောင်းလေး၃ချောင်းလေးနိုင်လိုက်ပါပြင်အောက်ကအကြောင်းလို့ပေါ့နော်စတင်လေးထပ်မှန်ပြီးတော့နိုင်လိုက်ပါလက်လေးနဲ့ပေါ်ဆွဲတင်လိုက်ပါဒီနေရာမှာ free at speed ဆိုတဲ့ဟာလေးကိုထပ်မှန်လိုက်ရှာလိုက်ပါနေရာလေးပေါ့နော်free SP ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ clear နဲ့ရမှာဖြစ်တယ်ပေါ့နော်တက်ရှင်လုပ်ရမှာဖြစ်တယ်နှိပ်လိုက်ပါ clear လေးပြီးပြီနေ clear ကိုထပ်မှန်ပြီးတော့နှိပ်ပါအောက်ကလည်း clear ပဲထပ်မှန်ပြီးတော့နှိပ်ပြီးလိုက်ပါဒီကြောင့်ဒီ၃ကြောင့်လေးပေါ့နော်စတင်ထပ်မှန်ပြီးတော့နှိပ်လိုက်ပါ activity center ဆိုတဲ့ဟာကိုလိုက်ရှာလိုက်ပါဒီနေရာလေးပေါ့နော်ငါရေးပုံလေးနဲ့အဲ့ဒါလေးနှိပ်လိုက်ပါခဏလေးစောက်ပြီးပေါ့နော်နိုင်ပြီဆိုရင်ဟိုပုံ OS3 ဆိုတဲ့ဟာလေးတစ်ချိန်နိုင်ပြီပါအခုကြည့်ထားပြီးမှဗီဒီယိုဖိုင်လေးအများကြီးတွေ့နေရမှာဖြစ်တယ်ပေါ့နော်ကိုကြည့်ထားပြီးမှဗီဒီယိုဖိုင်လေးကိုပြစ်ချင်တယ်ဆိုရင်ကျွန်တော်တို့တစ်ခုချင်းစီလိုက်ဖြစ်လို့လည်းရတယ်ဒါမှမဟုတ်လည်းပေါ့နော်ကျွန်တော်တို့အကုန်လုံးဖြစ်မယ်ဆိုရင်လည်းပေါ့နော်ဟိုပေါ်ပါပေါ့နော်ဒါဒီဆက်လက်မှတ်လိုက်ပေါ့နော်ဆက်လက်မှတ်ပြီးပြီဆိုရင်ဒီနေရာမှာမှန်ချစ်လေးလိုက်ပြီးဒီနှစ်ချက်လေးလုပ်လိုက်ပြီးမျိုးတွေတက်တော့ကောင်းပါပေါ့နော်သုံးရတာဆင်ပြီးလာလိမ့်မှာဖြစ်ပါတယ်ပေါ်တက်ရှင်လုံးနေနောက်ထပ်လည်းပေါ့နော်တနည်းရှိသေးပါတယ်နောက်ထပ်တနည်းကဆိုရင်ဖုန်းနံပါတ်ကြီးစကားဝတ်တွေမှတ်မိဖို့လိုပါတယ်ဝင်မရဖြစ်နိုင်ပါတယ်အားလုံးပဲမင်္ဂလာပါဆင်ပေးကြပါစေ